တညမှာကောင်မလေးတစ်ယောက်ကတင်းဘောပေါ်ကနေပင်လယ်ထဲကိုအမတ်မထင်ပြုတ်ကျသွားခဲ့တယ်။အဲ့ဒါကိုမြင်သွားတဲ့ကောင်လေးကလည်းဘာမှစဉ်းစားမနေပဲသူမကိုကယ်ဖို့ပင်လယ်ထဲလွှာကနေခုန်ချသွားခဲ့တာပေါ့။သူတို့နှစ်ယောက်လွှေငယ်လေးတစ်စီးပေါ်မှာလိုင်းဒန်လေဒန်တွေကိုကြန့်ကြန့်ခံရင်နောက်ဆုံးမှာတော့ကျွန်းအသေးလေးတစ်ခုပေါ်ကိုရောက်သွားခဲ့ကြတယ်။အဲ့ဒီကျွန်းလေးကတော်တော်လေးကိုလှပပြီးစားစရာတွေလည်းပေါ်တာပဲ။ဒါပေမဲ့ကောင်မလေးကတော့သူတို့အိမ်ပြန်မရောက်တော့မှကိုအယမ်းကြောက်နေခဲ့တာပေါ့။ကောင်လေးကတော့အကောင်းမြင်တတ်သူဆိုတော့ငါတို့အိမ်မပြန်ရနိုင်တောင်ဒီမှာပဲအတူတူနေကြမယ်မိသားစုအစ်စ်လေးတည်ထောင်ကြမယ်လို့ကောင်မလေးကိုအားပေးရင်းနဲ့ဝန်ခံစကားလေးပြောခဲ့တယ်။ကောင်မလေးကလည်းစိတ်တွေအားငယ်နေခြင်းဆိုတော့သူ့ရဲ့ရင်ခွင်ထဲမှာခိုနားလိုက်မိတာပေါ့။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်တဲလေးဆောက်ပင်လယ်ထဲမှာအစာရှာရင်းနဲ့အယမ်းကိုပျော်စရာကောင်းတဲ့အချိန်လေးတွေကိုဖျက်ဆီးခဲ့ကြတယ်။တကယ်ကိုကဘာမှာသူတို့နှစ်ယောက်တည်းရှိသလိုမျိုးပေါ့။အဲ့ဒီကျိုးလီဟာသူတို့အတွက်ထာဝရနိဗ္ဗာန်ပုံလေးဖြစ်သွားပြီလို့တောင်ထင်နေရတာပေါ့။ဒါပေမဲ့တနေ့မနေ့မှာတော့သူတို့ကိုလာရှာတဲ့ရဟတ်ရင်တန်းကိုကြားလိုက်ရတယ်။သူတို့နှစ်ယောက်အပြေးအလွာသွားခဲ့ကြပေမဲ့ရဟတ်ရင်ကပြန်တန်းသွားခဲ့ပြီ။အဲ့ဒီအချိန်မှာကောင်မလေးကတခုကိုတိလိုက်ရတယ်။သူမဘလောက်ပဲပျော်နေပါစေအင်ကိုပဲပြန်ချင်နေတော့ဆိုတာပါပဲ။